ကျွန်တော်ရဲ့ online class မှာတက်ရောက်နေတဲ့သင်တန်းသားတစ်ယောက်ကကျွန်တော်မေးထားလေးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ C ရယ် CS ရယ်ဘာကွာလဲဆိုတာကျွန်တော်မေးထားပါတယ်။ဆိုတော့ကျွန်တော်အဲ့ဒါလေးပြောပြပေးချင်ပါတယ်။ကျွန်တော်တို့က save ဆိုတာကကြတော့ကျွန်တော်တို့ file ကြီးပထမဆုံးdocument ကြီးရေးတဲ့အခါမျိုးမှာကျွန်တော် file သိမ်းဖို့အတွက်ကျွန်တော်တို့ပုံမှန်အားဖြင့် save ကိုနှိပ်ပါတယ်။ save နှိပ်ပြီးရဆိုရင်ကျွန်တော်ရဲ့ file ကသိမ်းလို့ရမယ်။နေရာမှာကျွန်တော်သွားသိမ်းလို့ရမယ်။ဆိုတော့အဲ့ဒါကသိမ်းလို့ရတဲ့တစ်ပိုင်း။ကဲ save ပြီးသား file ကိုကျွန်တော်တို့ကအပြန်ဖွင့်တယ်။အခုလိုမျိုးပေါ့ဒါဆို file က save ပြီးသား file save ပြီးသား file ကိုကျွန်တော်ပြန်ဖွင့်တယ်ဖွင့်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ file နဲ့ကိုသွားပြီး save ကိုထပ်နှိပ်လိုက်မယ်ဆိုရင်ဒီ file ကထပ်ပြီးတော့ upgrade ထပ်စေသွားပြီးမယ်ကျွန်တော်တို့ဘာမှထပ်ပြီးတော့ပြောင်းလဲစရာမလိုဒါသူ့ရဲ့မူရင်း file မှာထပ်ပြီးတော့ upgrade ထပ်လုပ်ပြီးစေသွားပြီးမှဖြစ်ပါတယ်ဆိုတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒါကို CS သွားပြီးတော့နှိပ်မယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင်နောက်ထပ်တစ် file အနေနဲ့ထပ်ပြီးတော့ပွားသွားပါမယ်ကျွန်တော်ဒီ file ကပဲနောက်ထပ်တစ် file ကိုထည့်ခြင်းတဲ့ document သိမ်းခြင်းတဲ့ file နေရာမှာနောက်ထပ်တစ် file ထပ်ပြီးတော့ဖြစ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ save နှိပ်လိုက်တာတော့ကျွန်တော်တို့မူရင်း file လည်းမပြတ်ဘူးမူရင်း file ထဲမှာပဲကျွန်တော်က save သွားမယ် CS နှိပ်တာကကျွန်တော်တို့နောက်ထပ် file ပုံစံတစ်ခုအနေနဲ့ပြောင်းသွားမှာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ကweb document အနေနဲ့မသိတော့ဘဲနဲ့ဥပမာ CS type ကိုကျွန်တော်တို့က PDF file ချိန်လိုက်မယ်ဆိုရင်ကျွန်တော်တို့က PDF file အနေနဲ့ file နောက်ထပ်တစ် file ထပ်ပြီးတော့စေသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကွန်ပျူတာနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာရှိတယ်ဆိုရင် comment မှာမေးသွားလို့ရတယ်ကွန်ပျူတာအရှေ့ကငါစပြီးလေ့လာမယ်မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်သင်ကြားပေးနေတဲ့ online video class လေးရှိပါတယ်@creator 7ဆိုတဲ့ Telegram account မှာသင်တန်းအပ်လို့ရပါတယ်အားလုံးပဲသင်တန်းမှာပြန်ဆုံးပါမယ်